ဒီနေ့မှာတော့ပပူရာနီယူဂီနီနိုင်ငံရဲ့တန်ဤတွေရာတင်ငါပြောင်းမှာပေါဝင်တဲ့ခဆာဝါရီဆိုတဲ့ညကြီးအကြောင်းကိုအပြည့်စုံဖော်ပြပေးပါမယ်။တင်ကလေးလိုတော့ခဆာဝါရီလို့ခေါ်ပြီးတော့တော်ပီရှင်းလိုတော့မူလူလို့ခေါ်ပါတယ်။ကဆာဝါရီငကြီးဟာကဘာပေါ်မှာဒုတိယအလေးဆုံးနဲ့ကတိယအကြီးဆုံးသရှင်နေစေဒီမျိုးနဲ့ဖြစ်ပြီးပြန်တဲ့နိုင်ခြင်းမရှိတဲ့ညကြီးတစ်မျိုးဖြစ်ပါတယ်။သူတို့ဟာအာဖရိကကတက်ကလက်အောင်နဲ့ဩစတြေးလျကအီမြူလိုရဲ့မျိုးနဲ့တူဟိုဆူဝင်းဖြစ်ပါတယ်။အထူးအဖြင့်ပပူရာနီယူဂီနီအင်ဒိုနီးရှားနိုင်ငံရဲ့အာရူဂျိုမီယာနဲ့ဩစတြေးလျနိုင်ငံရဲ့ရှင်းမြောက်ပိုင်းအပူပိုင်းတော်တော်တွေမှာတွေ့ရပါတယ်။သူတို့ရဲ့ဥကောင်းထိပ်မှာဂတ်စဂျူလိုခေါ်တဲ့အယိုးအဖူကြီးတစ်ခုပါရှိပြီးတဟာသူတို့အပူပိုင်းတော်တော်ထူရတဲ့နေရာတွေမှာတွာလာတဲ့အခါအသာစီးတွေကိုဖြိုခွဲဖို့အတန်းလိုက်လေးကိုလက်ခံမှုနဲ့ချင်းစတဲ့ပြောဆိုဖို့တုံးပြတယ်လို့ယူဆပါတယ်။ကဆာဝါရီငကြီးအားကဘာအန်ဒီရဲ့ရှိဆုံးရဲ့ The World Most Dangerous Buffalo နာမည်ပြောင်းရထားပါတယ်။သူရဲ့ခြေချောင်း၃ချောင်းမှာဒါတော့အလိုချုံထက်တဲ့ကြီးမားတဲ့ခြေသေးတွေပါရှိပြီးအန်ဒီရဲ့ပြေးလိုက်ရင်အဲ့ဒီခြေသေးတွေနဲ့ပြင်းပြင်းထန်ထန်တန်ရာတွေကိုရဆစ်စေပါတယ်။ပြီးတော့အတဲ့အန်ဒီရဲ့ကိုပါပြစ်စင်းနိုင်ပါတယ်။သူရဲ့ခန္ဓာကိုယ်ကမန်တဲ့အမှုတွေဖြစ်ပြီးလေပြင်းတဲ့မျက်နှာတစ်ဝိုက်မှာတောက်ပါတဲ့အပြာရောင်ခရမ်းရောင်နဲ့အနီရောင်တွေရောနှောနေတာဟာသူရဲ့အလားပါနဲ့ထူကြတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုမှတော့ပပူရာနီယူဂီနီနိုင်ငံရဲ့ဖိပီတွေဟာတင်ငါပြားတီကအကောင်းလေးအကြောင်းကိုစလိဖော်ပြပြပါဦးမယ်။